လက်ချုပ်လိုက်တဲ့နည်းပညာအသစ်ကလေးတစ်ခုသင်ပေးမယ်လိုချင်တဲ့သူရှိကြလားတွေ့လားဒီမှာဒါလိုက်ပြီးသားလေးနော်ဒီနေ့ကဒီမှာလက်ချုပ်ရလုံးဝမရှိဘူးဒါလိုက်ပြီးသားလေးနော်ဒီမှာခွာလို့မရအောင်ဒါကလက်ချုပ်လိုက်ထားတာဒါကလက်ချုပ်မလိုက်ရသေးတဲ့ဘက်နော်အဲ့တော့ဒီမှာချုပ်ရိုးတွေလုံးဝမပေါ်ဘူးဒီနေရာမှာချုပ်ရိုးရတယ်မရှိဘူးအဲ့ဒီလိုလှလှလေးဖြစ်အောင်သင်ပေးမယ်ဒါကပထမဆုံးချုပ်မယ်ဆိုလို့ရှိရင်ချုပ်တဲ့နေရာကိုနော်အဖူထုံးလေးကိုပြအောင်ထဲကိုထည့်မယ်ထည့်ပြီးလို့ရှိရင်နောက်တစ်ချက်ထပ်ချုပ်မယ်နော်ပထမဆုံးဘယ်နေရာမှာမစိုးဒီလိုပဲလုပ်ရမယ်နော်အခုတစ်ခါနောက်တစ်ချက်ထပ်ပြီးတော့ထိုးမယ်ထိုးပြီးလို့ရှိရင်ကျိုးနဲ့3ရက်1 2 3နော်အဲ့လိုမျိုး2ရက်3ရက်အဲ့ဒီလိုမျိုးပတ်မယ်ပတ်ပြီးလို့ရှိရင်တင်းတင်းလေးဆွဲမယ်နော်ပြီးတော့တွေ့လားကျိုးပြအောင်ထဲကိုထည့်လိုက်တယ်ပြီးအောက်ကအမြင်လေးပဲယူတယ်နော်အမြင်လေးပဲယူပြီးတော့အပေါ်ကခောက်ရိုးတဲ့ကိုနော်ကျိုးပြအောင်ထည့်လိုက်မယ်ထိုးပြီးတော့မှဒီလိုမျိုးချုပ်မယ်နော်အောက်သားလေးကိုမပေါ်အောင်အမြင်လေးပဲယူမယ်လိုက်လောက်ကြပါနော်လိုက်လောက်မဲ့သူဆိုလို့ရှိရင်အခုဒီ post လေးကိုအသေးလေးတစ်ချက်လောက်တော့နှိပ်ပေးလိုက်နော်နှမို့ဆိုလို့ရှိရင် share တဲ့သူတွေအများကြီး viewer တွေအများကြီးပဲမဲ့ like မှာကနည်းနေတယ်နော်ဒီလိုမျိုးတင်ပေးရတာလေးကိုအမောပြေအောင်လို့ like ကလေးတွေတော့နှိပ်ပေးသွားနော်ဘာပဲဖြစ်ဖြစ်လေ like ကလေးတစ်ဆက်ကဒီဆရာပျော်ရတာပေါ့နော် like ကလေးတွေများတဲ့ခါကျတော့ဘာမှလည်းမဟုတ်ဘူးဒီတိုင်းပဲပျော်တာပေါ့နော်အဲဒါကြောင့်မလို့ like ကလေးတွေကိုနှိပ်ပေးသွားနော်ဒီကလေး like လုပ်ကြည့်ပြီးလို့ရှိရင်လာပြအခုဒီမှာချုပ်ပြထားတယ်နော်ဒီလိုလေးပဲချုပ်ပြထားပထမဆုံးမှာတော့နည်းနည်းလေးအာရုံစိုက်ရတယ်စိတ်ရှိရတယ်နောက်ဆိုလို့ရှိရင်လက်ကအကျင့်ဖြစ်သွားပြီလက်ကယူတတ်သွားပြီဆိုလို့ရှိရင်အဆင်ပြေသွားလိမ့်မယ်နော်မြန်လဲလက်ချုပ်ကပို့ပြီးတော့လဲမြန်သွားမယ်ပို့ပြီးတော့လဲလှလာမယ်ပထမဆုံးကတော့ဒီလိုပဲပေါ့နော်အချိန်လေးယူရတာပေါ့အခုကတော့ဒီမြင်ရအောင်ချုပ်ပြနေတာဖြစ်တဲ့အတွက်ဖြည်းဖြည်းလေးပဲချုပ်ပြနေတာအနိကကလေးလည်းရိုက်ပြနေတာဒါမှတည်တည်ချာချာလည်းမြင်ရအောင်ဒီပညာကိုလည်းရသွားကြအောင်အနိကလေးရိုက်ပြနေတာပါအချီကုံရင်ပဲဖြစ်ဖြစ်နော်တနေရာနေတနေရာကုံကူးရင်ပဲဖြစ်ဖြစ်အစတက်မယ်ဆိုလို့ရှိရင်ဟိုအရှိမတော့ပြထားတယ်လို့မျိုးပဲအချီလေးကိုပြန်ပြီးတော့အပ်မှာ2ရက်3ရက်အဲ့ဒီလိုမျိုးရစ်ပြီးတော့မှဖြတ်နော်ဖြတ်တဲ့အခါကျလို့ရှိရင်လည်းကကြီးနဲ့ပဲဖြတ်လက်နဲ့ဆွဲမဖြတ်နဲ့ပါးစပ်နဲ့ကိုင်မဖြတ်နဲ့ဒီလိုချုပ်နေတဲ့အခါမှာအခုဆွဲလို့ရှိရင်အချီကမလိမ်ဘူးနော်အဲ့ဒီလိုမျိုးမလိမ်ဘူးဆိုတာကအဲ့ဒီအချီဖြတ်တုံးကကက်ကြီးနဲ့ဖြတ်ထားလို့မလိမ်တာနော်လက်နဲ့ဆွဲဖြတ်လို့ရှိရင်သူကလိမ်သွားတယ်အဲ့ဒါကြောင့်မလို့လိမ်နဲ့ရှင်းလို့မရဘူးတစ်ချက်ချုပ်ဖို့အတွက်ဆိုလို့ရှိရင်အဲ့ဒီကရှင်းနေရတာနေပဲအချိန်တွေကကုန်နေတယ်ဆိုတာကအဲ့ဒါကလက်နဲ့ဆွဲဖြတ်လို့ပါဒီအချီမြင်လေးတွေကဒီအမြင်ကမျက်လုံးနဲ့မြင်ရတာတစ်မြင်နဲ့ဖြစ်ပေမဲ့သူက3ပင်လိမ်ထားတာပါအဲ့ဒီတော့လက်နဲ့ဆွဲဖြတ်လိုက်တဲ့အခါမှာအဲ့ဒီ3ပင်ကအတူအရှိတွေမတူဘဲနဲ့သူကရှုံတွန့်ပြီးတော့လိမ့်နဲ့ဖြစ်သွားတာเนาะမြန်မာတွေခေါ်တာဆိုလို့ရှိရင်ကြက်တုံတက်တယ်လို့ခေါ်ပါတယ်အဲ့ဒီလိုမျိုးလိမ့်တာအဲ့ဒါကြောင့်မလို့အဲ့ဒီလိုမလိမ့်အောင်လို့အချီဖြတ်မယ်ဆိုလို့ရှိရင်ဖြတ်လို့လွယ်ပေမဲ့လည်းကက်ကြီးနဲ့ပဲဖြတ်ပါလက်နဲ့ဆွဲဖြတ်ရင်လွယ်တယ်ကက်ကြီးရှာနေရရင်အလုံးရှုပ်တယ်ဒါပေမဲ့လည်းကက်ကြီးနဲ့ပဲဖြတ်ပါနည်းနည်းလေးခက်တာကိုလှုပ်လိုက်တဲ့အတွက်ပို့ပြီးတော့ကောင်းသွားတယ်ပို့ပြီးတော့လွယ်သွားတယ်အဲဒါကြောင့်မလို့ခက်တာလေးကိုလိုက်ပြီးတော့စူးစမ်းကြည့်ပါကိုယ့်ရဲ့ပညာကိုတစ်စင်းနဲ့တစ်စင်းမြင်အောင်လို့ထပ်ပြီးတော့မြင်ပါ
ဒီနေ့မှာပညာတွေအများကြီးပြည့်ဝတဲ့ဒီဇိုင်နာကြီးတယောက်ဖြစ်သွားမယ်ကိုကနေမှသူများကိုလည်းအများကြီးပြန်သင်ပေးကြရတယ်ရှိလာမယ်ဝင်ငွေလည်းရတယ်လို့ကုသိုလ်လည်းရမယ်ဝါသနာပါတဲ့အတွက်ပြောဖို့လည်းကောင်းပါတယ်ကဲအခုဒါကတော့ချုပ်ရိုးနာကိုရောက်ပြီဆိုတော့အဆုံးသတ်တော့မယ်အဆုံးသတ်မယ်ဆိုလို့ရှိရင်အောက်ကနေမြင်လေးယူအပေါ်ကနေပြီးတော့အကူပြန်ပြီးတော့ရစ်နော်သုံးရစ်ပြီးလို့ရှိရင်ဆွဲလိုက်မယ်တင်းတင်းလေးဆွဲထားမယ်နော်ဒါကိုကက်ကြီးနဲ့ဖြတ်မယ်နော်လက်နဲ့ဆွဲမဖြတ်ဘူးလက်နဲ့ဆွဲဖြတ်လို့ရှိရင်သူ့ရဲ့အတွင်းဘက်မှာပြတ်သွားရင်မခိုင်ဘူးအခုဆိုလို့ရှိရင်ဒါကဘယ်နှရည်ပဲလျှော်ခိုင်နေနော်မပြုတ်ထွက်ဘူးအဲ့ဒါကကက်ကြီးနဲ့ဖြတ်တဲ့အကျိုးကျေးဇူးကြောင့်ပြန်ပြီးတော့မပြုတ်ပါဘူးနော်အခုဒီမှာကဲအရာဘာမှမရှိဘူးနော်အတွင်းမှာလည်းလှတယ်လို့အပြင်မှာလည်းလှတယ်အပြင်မှာလည်းဒါမီးဘူးတိုက်လိုက်ပိုတော့မှကော့ဆင်းသွားအောင်မယ်နော်အပြင်မှာဘာမှအရာမရှိဘူးဒီမှာအတွင်းထဲမှာလည်းချုပ်ရိုးရမရှိဘူးအမှတ်တမဲ့ကြည့်ရင်တော့လက်ချုပ်မထားသလိုလေးပဲကြပြဆက်နေပေါ့နော်ချစ်တယ်မလား